မင်္ဂလာမနက်ခင်းပါရှင်နေပြည်တော်မိုးလေဝသနဲ့ဇလာပီတာညွှန်ကြားမှုဦးစီးဌာနမှ2026ခုနှစ်မေလ20ရက်နေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့မနက်6:00နာရီခွဲအချိန်တိုင်းတော်ရရှိခဲ့တဲ့အနှိမ့်ဆုံးပူချိန်များမှာနေပြည်တော်မှာ25ဒီဂရီဆက်စီယက်89ဒီဂရီဖာရင်ဟိုက်နဲ့ရန်ကုန်မြို့နဲ့မန္တလေးမြို့တို့မှာ29ဒီဂရီဆက်စီယက်81ဒီဂရီဖာရင်ဟိုက်စီတို့ဖြစ်ကြပါတယ်ဒီကနေ့မနက်6:00နာရီခွဲအချိန်မိုးလေဝသကြိုတို့မှဖောက်ရရှိတဲ့ပုံရကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ရှိတောင်ပိုင်းတို့မှာတိတ်ထူထန်နေပြီးကျန်ဘင်္ဂလားပင်လယ်မှာတိတ်နှင်းငယ်မှာတိတ်တိတ်ဖြစ်ထွန်းနေပါတယ်မြန်မာနိုင်ငံပုံမှာကတော့ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးတိမ်တောင်များဖြစ်ထွန်းရရှိပြီးအဆိုပါမိုးတိမ်တောင်များရွေးလိုက်ရတဲ့ရှောင်းမှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ကျုံခြင်းမိုးချိုးပစ်ခြင်းလက်စီလက်ခြင်းနဲ့မိုးတိကျွေးခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုရပါတယ်ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတိမ်နှင်းငယ်မှာတိမ်တင်းတဲ့ဖြစ်ထွန်းနေရကိုတွေ့ရပါတယ်ဘင်္ဂလားပင်လယ်အော်ချင်းဒီမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ရှိတောင်ပိုင်းတို့မှာမုတ်တုံလေးအကောင်းနေပြီးကျန်ဘင်္ဂလားပင်လယ်အော်မှာတိမ်နှင်းငယ်မှာတိမ်တင်းတဲ့ဖြစ်ထွန်းနေပါတယ်မြန်မာပင်လယ်ပြင်မှာမြဝကျုံမောမုတ်တမကွေမွန်တနိုင်ကောင်ရှောင်းတဲ့ကံလုံပင်လယ်ပြင်တို့မှာတခါတည်းရန်မိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းတင်းတင်းမှနိုင်ကျင်နေပါတယ်မိုးသက်လေပြင်းကြာစဉ်ရေပြင်းမြင့်နေတာတနားရီကိုမိုင်30မှ35မိုင်ထိတိုက်ခတ်နိုင်ပါတယ်လိုက်မြန်မာမြို့ဝကျုံမောမုတ်တမကွေမော်ဒန်နိုင်ကောင်ရှောင်းတဲ့ကံလုံပင်လယ်ပြင်တို့မှာ9ပြီးမှ9ပြီးခန့်ရှိနိုင်ပါတယ်ကျန်မြမပင်လယ်ပြင်မှာလှိုင်းတင်းတင်းရှိပါမယ်လိုက်မြန်မာရခိုင်ကမ်းရိုးတရှောင်းနဲ့ကံလုံပင်လယ်ပြင်တို့မှာ9ပြီးမှ9ပြီးခန့်ရှိနိုင်ပါတယ်ဒီကနေ့ညနေထိခန့်မှန်းချက်များအနေနဲ့ကတော့စကိုင်းတိုင်းဒေသကြီးနဲ့ချင်းပြည်နယ်တို့မှာတိမ်တင်းတင်းဖြစ်ထွန်းပါမယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာနှံပြရှမ်းပြည်နယ်တောင်ပိုင်းမှာနေရာကျကျနေကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးရခိုင်ပြည်နယ်အေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးနေပြည်တော်နဲ့ကယားပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်နေပြည်တော်နဲ့ညီတော်အတွက်ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်အမြင့်ဆုံးမူချိန်မှာ36ဒီဂရီဆက်စီယက်69ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်ရန်ကုန်မြို့နယ်နေတော်အတွက်ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်အမြင့်ဆုံးမူချိန်မှာ38ဒီဂရီဆက်စီယက်100ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်မန္တလေးမြို့နယ်နေတော်အတွက်ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်အမြင့်ဆုံးမူချိန်မှာ38ဒီဂရီဆက်စီယက်100ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်နောက်နှစ်ရက်အတွက်ခံမှန်းချက်အနေနဲ့ကတော့အနောက်တောင်မုတ်တုံလီဟာမြန်မာနိုင်ငံမြို့ဝကျုံမော်ဒေသများသို့ဝင်ရောက်နိုင်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျန်းမာချမ်းသာကြပါစေရှင်။